အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြိုင် Entertainment Channel ကနေဗီဒီယိုတွေမတင်ဖြစ်တာအတော်လေးကြာသွားခဲ့တဲ့အတွက်စောင့်မျှော်နေကြတဲ့ပရိသတ်တယောက်ချင်းစီကိုအနူးညွတ်တောင်းပန်ချင်ပါတယ်ဒီကာလအတွင်းဗီဒီယိုတွေဘာကြောင့်မတင်ဖြစ်တာလဲလို့မေးကြတဲ့သူတွေအတွက်ကျွန်တော်ရိုးရိုးသားသားပဲရင်ဖွင့်မရစေကျွန်တော်ရဲ့စိတ်ကျန်းမာရေးအခြေအနေ mental health ကြောင့်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုအချို့ကိုရင်ဆိုင်နေရလို့ဖြစ်ပါတယ်ဖန်တီးမှုအသစ်တွေလုပ်ဖို့စူးစမ်းခဲ့ပေမဲ့စိတ်သက်ကြဆင်းနေတာကြောင့်အချိန်တစ်ခုယူပြီးအနားယူဖို့ဆုံးဖြတ်ခဲ့ရတာပါပရိသတ်တွေအတွက်အကောင်းဆုံးတွေပဲပေးချင်တာမို့စိတ်မပါပဲဖန်တီးတာမျိုးမလုပ်ချင်တဲ့အတွက်အခုလိုအချိန်တော်ကြာပျောက်ကွယ်သွားခဲ့ရတာပါအခုတော့ကျွန်တော်ပြန်လာနိုင်ဖို့အတက်နိုင်ဆုံးစူးစမ်းနေပါတယ်စိတ်ပိုင်းဆိုင်ရာပြန်လဲကျန်းမာလာတာနဲ့ကျွန်တော်ရဲ့ဇလန်းလေးတွေကိုအကောင်းဆုံးပြန်လဲတင်ဆက်ပေးသွားပါမယ်တစ်ဆက်တည်းမှာပဲကျွန်တော်ရဲ့ပရိသတ်တွေကိုလည်းအလေးနဲ့တိုက်တွန်းချင်တာကကိုယ့်ရဲ့ကျန်းမာရေးကိုအထူးပြုစိုက်ကြပါလို့ပါအထူးသဖြင့်စိတ်ကျန်းမာရေး mental health ဆိုတာလူတိုင်းအတွက်တကယ်ကိုအရေးကြီးတာမို့စိတ်ပင်ပန်းလာတဲ့အခါကိုအချိန်ပေးဖို့အနားယူဖို့ဝင်မလေးကြပါနဲ့ကျွန်တော်တို့အားလုံးစိတ်ရောကိုယ်ပါကျန်းမာနေမှသာဘဝကိုအတိတ်ပဲရှိဖြတ်သန်းနိုင်မှာပါကျွန်တော်ကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်ပေးကြတဲ့သူတွေအမြဲအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေမကြခင်မှာပြန်ဆောင်ကြမယ်လို့မျှော်လင့်ပါတယ်